ဒီဗီဒီယိုမှာတော့မြက်ခင်းသူဖက်နဲ့ကိုကွင်းကြီးပါပြောင်းပြပေးတော့မှာပဲဖြစ်ပါတယ်ဗျအားလုံးမင်္ဂလာပါဒီဖက်နဲ့ကတော့မီဆူနိုမြက်ခင်းသူဖက်နဲ့ကိုမှကွင်းကြီးပါပြောင်းချင်လို့ဆိုပြီးပို့ပေးလာတာပဲဖြစ်ပါတယ်ဗျဖက်နဲ့ဦးစောဖက်နဲ့မှာ6တာပြီးတာကြိုးဟောင်းနေရှိနေတယ်ဆိုတော့ကျွန်တော်တို့ခွာဖို့အတွက်ကြိုးအိုးရင်ဆောင်ဖြုတ်ထားပါမယ်နော်ကျွန်တော်တို့အပြင်မှာကြိုးလေးတွေဖြတ်ပြီးတော့ဆိုတော့ကျဲမှာရှိနေတဲ့ကြိုးလေးကိုပါဆွဲထုတ်ပေးထားလိုက်ပါမယ်ဗျ6ရဟာတွေကိုအကောင်တော့ပြက်ပြီးထုတ်ပြီးတော့ပြီဆိုလို့ရှိရင်ဖက်နဲ့ကိုခွာရလွယ်အောင်အတွက်ကျွန်တော်တို့ဟိကန်နဲ့အပူလေးနည်းနည်းပေးလိုက်ပါမယ်ဗျအခုတော့အောက်ပါးတွေကိုခွာတဲ့ခါမှာအပေါ်ကဖက်နဲ့သားတွေမပြဲအောင်တခြားလေးယူဆိုင်ခွာပေးရပါတယ်ဗျပြီးတော့ကျွန်တော်တင်တာလေးနဲ့တောင်းပြီးတော့ခွာတာပေါ့နော်အခုလိုခွာတာပို့ပြီးတော့လွယ်တယ်လို့ထင်တယ်ဗျခွာဟောကိုခွာပြီးတော့ပြီဆိုတော့ကွင်းကြီးပါကိုကော်လေးတွေတေချာလေးတောက်လိုင်းပေးထားလိုက်ပါမယ်ဗျပြီးရင်ဖက်နဲ့သားမှာရောကော်လေးတွေတောက်လိုက်ထားပေးပါမယ်ကော်ရီတော့ပြီဆိုတော့ကော်ဒီဘက်ပြတော့ဟိကန်နဲ့တေချာလေးအပူပေးထားပေးလိုက်ပါမယ်ဗျအခုတော့ပူပေးသွားပြီဆိုလို့ရှိရင်တော့ခွာကိုနေရာတကြားလေးဖြစ်အောင်တေချာလေး queue site ကပ်ပေးလိုက်ပါမယ်ကော်ရီ6အောင်ကျွန်တော်က100 200လောက်ထားပါပေးလိုက်ပါတယ်ကော်ရီ6တော့ပြီးလို့ရှိရင်ဖက်နဲ့ကိုပို့ပြီးခိုင်းအောင်တွဲပြီးကြိုးတော်ပြီးတော့ကျွန်တော်ကကျိုးနှထန်းနဲ့6တာပြီးပါတယ်ဗျဒါကတော့ကျွန်တော်ချုပ်ပြီးတော့ဖက်နဲ့လက်ရနေတာလေးပေါ့နော်အားလုံးပဲ like and follow လေးလောက်တာပေးကြပါအောင်